လောဘကြီးပြီးပြင်းရတဲ့ကာလူကြီးကသူ့တိုင်ထဲမှာအိပ်ပျော်နေရင်ဟောက်တန်တခေါခေါနဲ့အိမ်နေခဲ့ပါတယ်။မမေဖေကြီးကအရန်ကိုအိမ်မောကြနေတယ်။ကာလူရေထပါအောင်။သားလေးဂျာကူကဗိုက်စာနေပြီ။မိဖို့ချောင်းနဲ့သွားပြီးထမင်းချက်လိုက်လေ။အဲ့ချိန်တော့အနှောက်ယှက်ပေးတာပဲ။မိဖို့ချောင်းထဲမှာရှိတဲ့စားနပ်ရိက္ခာတွေအားလုံးအကုန်ကုန်သွားပြီ။ထပြီးရှင်အလုံးတစ်ခုခုလုပ်ပြီးပတ်စံရှာခဲ့။ငါမှအလုံးမရှိဘူး။မနေ့ကလည်းတောထဲလှည့်သွားပြီးအလုပ်ရှာတာဘသူမှငါ့ကိုအလုံးမပေးကြဘူး။ဘာလို့လဲဆိုတော့ရှင်ရဲ့အကျင့်ဆိုးတွေကိုလူတိုင်းကသိနေကြတယ်။ရှင်ကတရက်အလုပ်လုပ်ပြီး၄ရက်လောက်အနားယူတယ်လေ။အခုသွားပြီးပတ်စံရှာလာခဲ့။ဆန္ဒမရှိပေမဲ့ကြီးကန်းကာလူကအိမ်ကနေထွက်လာပြီးခုံးလေးစီကိုတန်းသွားခဲ့ပါတယ်။ခုံးလေးကျွန်တော်ကိုအလုပ်ပေးပါလားဗျာ။ကျွန်တော်ကလေးတွေဗိုက်စာနေကြတယ်။အိမ်မှာလည်းစားစရာတစ်ခုမှမရှိတော့ဘူး။ငါအလုပ်သမားတော့မလိုအပ်ပါဘူး။ဒါပေမဲ့မင်းကဒုက္ခရောက်နေတာဆိုတော့ဒီတက်သားတွေကိုပစိန်နဲ့ခုတ်ဖြတ်ပေးနိုင်ရင်ညနေစာနဲ့ဒင်းကားနဲ့ငယ်ငါပေးမယ်။ကျေးဇူးတင်ပါတယ်ခိုးဦးလေးအရန်ကိုကျေးဇူးတင်ပါတယ်။ဒီလုပ်ကိုကျွန်တော်အရန်ကောင်းကောင်းလုပ်မှာပါ။ခိုးဦးလေးကကာလူးကိုပစိန်တလန့်ပေးပြီးအလုပ်တစ်ခုကိစ္စနဲ့ထွက်သွားခဲ့ပါတယ်။ပစိန်နဲ့နှစ်ခါလောက်ခုတ်ပြီးတော့ပင်ပန်းလာပြီးဒီလောက်ကငါ့အတွက်အရန်ပင်ပန်းပြီးခက်ခဲလွန်းတယ်။ငါပိုလွယ်တဲ့အလုပ်ရှာလိုက်မယ်။ဒါကငါနဲ့ဘလို့မှအဆင်မပြေဘူး။ကြီးကန်းကောင်လူကအဲ့ဒီလုပ်ကိုထားခဲ့ပြီးထွက်သွားရင်ခိုးဦးလေးရဲ့ပစိန်ကိုပါယူသွားခဲ့ပါတယ်။သွားရင်နဲ့အမိုက်ကောက်တဲ့ငှက်တကောင်နဲ့ကိုကာလူကြီးကန်းကတွေ့ပါတယ်။ကာလူကြီးကန်းကအဲ့ဒီအမိုက်ကောက်တဲ့ငှက်စီကိုသွားပြီးတော့ပစိန်ကိုရောင်းပါတယ်။အမိုက်ကောက်တဲ့ငှက်ရင်ဒီပစိန်ကိုလမ်းမှာတွေ့လာတာဒါကိုမင်းဘလောက်နဲ့ဝယ်မလဲကြီးကန်းကာလူရေအစ်စ်ပဲဖြစ်ဖြစ်အဟောင်းပဲဖြစ်ဖြစ်ငါကအမိုက်ပစ္စည်းတွေပဲဝယ်တာဒါကို90နဲ့ယူမယ်ကာလူကြီးကန်းကခိုးဦးလေးရဲ့ပစိန်ကို90နဲ့ရောင်းလိုက်ပြီးအဲ့ဒီငွေနဲ့မုံနှစ်ခုဝယ်ကအိမ်ကိုပြန်လာခဲ့ပါတယ်ကိုရီမုံယူလာပြီးမင်းလည်းစားပြီးဂျာကူသားလေးကိုလည်းပေးလိုက်အရန်စူးစားပြီးဝယ်လာတာကာလူရှင်တီလောက်မြန်မုံဘလို့ဝယ်လာတာလေကျမအရန်ကိုအံ့ဩမိတယ်ငါရဲ့နာမည်ကကာလူလို့ခေါ်တာလေငါကအရန်စူးစားတတ်တယ်ခိုးဦးလေးပြန်ရောက်လာတဲ့အခါကာလူရောသူ့ပစိန်ရောမရှိတော့ပါဘူးအလုတ်ကလည်းကာလူထားခဲ့တဲ့အတိုင်းမပြီးသေးဘူးဆိုတာသိလိုက်ရပါတယ်ဒီကြီးကန်းကောင်ကဘယ်ရောက်သွားတာလဲငါအလုတ်လည်းမပြီးသေးတဲ့ပြင်ငါပစိန်လည်းပျောက်နေပြီသူ့အိမ်ကိုသွားပြီးမေးရမယ်ခုံဦးလေးကကာလူရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ဟဲ့ကောင်ကာလူကြီးကန်းမင်းပါလို့အလုံးမလုံးပဲထွက်သွားတာလေခုံဦးလေးကျွန်တော်ပင်မန်းလို့ပါအဲ့ဒီလောက်ပင်မန်းတဲ့အလုပ်ကိုကျွန်တော်မလုပ်နိုင်ဘူးဒါကိုငါရင်ကလေးကတီးပြီးသားငါပစိန်ကရောဘဲမလဲကျွန်တော်ဘယ်လိုလုပ်သိမှာလဲတစ်သားတွေဘေးမှာပဲထားခဲ့တာလေမင်းဒီလိုလုပ်မယ်ဆိုတာငါသိရင်ဘယ်တော့မှမင်းကိုအလုပ်ပေးခဲ့မှာမဟုတ်ဘူးခုံလေးကဒေါသထွက်ပြီးထွက်သွားခဲ့ပါတယ်ကာလူရေဒီမုံတွေကခိုးလေးရဲ့ပစိန်ရောင်းပြီးဝင်လာခဲ့တာမဟုတ်လားဟုတ်တယ်လေငါခိုးလေးရဲ့ပစိန်ကို90နဲ့ရောင်းလိုက်တာဒါကြောင့်လေဘသူမှရှင့်ကိုအလုပ်မပေးချင်ကြတာနောက်နေ့မှာကာလူကြီးကအလုပ်ရှာဖို့ထပ်ပြီးထွက်လာခဲ့ပါတယ်ချက်တူရွင်းရေကျွန်တော်ကိုအလုပ်တစ်ခုလောက်ပေးပါလားဗျာကျွန်တော်ကလေးတွေဗိုက်စာနေတယ်ကျွန်တော်လည်းအရန်ကိုဗိုက်စာနေလို့ပါအိမ်မှာလည်းစားစရာဘာတစ်ခုမှမရှိတော့ဘူးမင်းကခိုးဦးလေးကိုဘာလုပ်ခဲ့လဲဆိုတာငါသိတယ်ဒီကနေထွက်သွားစမ်းမင်းကိုဘသူမှအလုပ်ပေးမှာမဟုတ်ဘူးကာလူကြီးကန်းကအဲ့ဒီကနေထွက်သွားခဲ့ပါတယ်ဘူဘူငှက်ရင်ကျွန်တော်ကိုအလုပ်တစ်ခုလောက်ပေးပါကျွန်တော်ရန်ကိုကြိုးစားပြီးအလုပ်လုပ်ပါမယ်ကြီးကန်းကာလူမင်းကအရန်ပြင်းရည်ရယ်ဆိုတာငါသိတယ်မင်းကငါအတွက်အကျိုးမြတ်ရစီမဲ့စာအရှုံးပေါ်စေလိမ့်မယ်မင်းကငါအလုပ်လုံးဝမပေးဘူးကာလူကြီးကန်းကအဲ့ဒီကနေပြန်ထွက်သွားခဲ့ပါတယ်သူက
ရာနိုငတ်မလေးစီကိုတန်းသွားခဲ့ပါတယ်။ရာနိုငတ်မလေးရေကျွန်တော်ကိုအလုပ်တစ်ခုလောက်ပေးပါကျွန်တော်ကြိုးစားပြီးအလုပ်လုပ်ပါမယ်။ရာနိုငတ်မလေးကတောထဲမှာသုံးဘိန်းမောင်းတဲ့အလုပ်ကိုလုပ်ကိုင်နေပါတယ်။ရာနိုငတ်မလေးကလည်းကာလူးကိုတနာပြီးအလုပ်ပေးလိုက်ပါတယ်။ကာလူးကတနေ့လုံးတောင်တန်းတွေကနေပင်လယ်နီးကတောအထိသုံးဘိန်းမောင်းပေးခဲ့ပြီးညနေမှရတဲ့အမြတ်ကိုရာနိုငတ်မလေးကိုပေးလိုက်ပါတယ်။ရာနိုကကာလူးကြီးကန်းကို100ကျပ်ပေးလိုက်ပြီးကာလူးကအဲ့ဒီငွေနဲ့ကလေးတွေအတွက်စားစရာဝယ်ကအိမ်ကိုပြန်လာခဲ့ပါတယ်။ကိုရီကြည့်ပါဦးငါစားစရာတွေယူလာခဲ့တယ်ငါအလုပ်ရသွားပြီ။ကာလူးဘာအလုပ်လုပ်ရတာလဲ။ငါရာနိုငတ်မလေးရဲ့3ဘိန်းဆိုင်ကယ်ကိုမောင်းပေးရတာ။အဲ့ဒီအလုပ်ကအရန်ကောင်းတယ်။အခုကစားပြီးတေးသေးချာချာအလုပ်လုပ်ကြားလားရာနိုကရှင့်ကိုလှုပ်ထုတ်မခံရစေနဲ့အဲ့ဒီနေ့မှာကြီးကန်းမိသားစုကဘိုက်ပြအောင်စားတောက်ခဲ့ကြပါတယ်နောက်နေ့မှာကာလူးကရာနိုရဲ့အိမ်ကနေ3ဘိန်းကိုယူပြီးခရီးသည်စောင့်နေနေရာကိုရောက်လာခဲ့ပါတယ်ကာလူးကြီးကန်းရေငါ့ကိုတောင်တန်းပေါ်ကတောကိုပို့ပေးပါဟုတ်ကဲ့လူစီထိုင်မှာအခုပဲတောင်တန်းတောကိုပို့ပေးမယ်လူစီကထိုင်လိုက်ပြီးကာလူက3ဘိန်းကိုမောင်းပြီးတောင်တန်းတောကိုရောက်သွားခဲ့ပါတယ်။လူစီက3ဘိန်း5ကပေးပြီးထွက်သွားပေမဲ့သူ့ရဲ့အိတ်ကို3ဘိန်းထဲမှာမိထားခဲ့ပါတယ်။အဲ့ဒီအိတ်ကိုဖွင့်ကြည့်လိုက်တော့အထဲမှာလူစီရဲ့ရတနာတွေပါဝင်နေခဲ့ပါတယ်။ကာလူမျက်လုံးတွေပြူးကျဲသွားပြီးဒီပစ္စည်းတွေကငါ့ကိုဖျားပေးတာငါဆူတောင်းကိုဖြည့်ပေးလိုက်ပြီးကိုရီဒီအိတ်ကိုတေချာသိမ်းထားပါခဏနေရင်ပြန်လာခဲ့မယ်။ကာလူဒီအိတ်ထဲမှာဘာတွေပါလာတာလဲပြောပြပါအောင်ငါပြန်လာရင်ပြောပြမယ်ကာလူးက3ဘိန်းကိုရာနူးစီကိုပြန်ပို့ပြီးပြောခဲ့ပါတယ်ရာနူးမင်းရဲ့3ဘိန်းကိုပြန်ယူထားလိုက်ငါနောက်လို့တစ်ခုရလာပြီမနှက်ဖြန်ကစားပြီးငါ3ဘိန်းမမောင်းတော့ဘူးကာလူးကြီးကဒီလောက်မြန်မြန်ဘာဖြစ်လို့လဲမနေ့ကတော့အလုံးမရှိလို့ငိုနေတာမဟုတ်ဘူးလားဒါပေမဲ့ကာလူးဟာ3ဘိန်းတော့ကိုဖြစ်ပေးပြီးထွက်သွားခဲ့ပါတယ်ဦးလေးကျမရဲ့ရတနာအိတ်ကိုကာလူးကြီးကန်းရဲ့3ဘိန်းဆိုင်ကယ်ထဲမှာမိထားခဲ့တယ်။အဲ့ဒီကြီးကန်းကတော်တော်ဆိုးတယ်။သူအိတ်ကိုပြန်ပေးမယ်မထင်ဘူး။သူကတခိုးကောင်မဲကိုခုံဦးလေးကကာလူးရဲ့အိမ်ကိုအလင်းမြန်သွားခဲ့ပါတယ်။ကာလူးကကိုရီစီကအိတ်ကိုယူပြီးဖွင့်ကြည့်ရင်ပြောလိုက်ပါတယ်။ကံကောင်းခြင်းနဲ့သမီးကငါ့ကိုအကူအညီပေးလိုက်ပြီးပဲ။တောတစ်တစ်ခုမှအိမ်သစ်ဆောက်ပြီးပျော်ပျော်နေရမယ်။ခုံဦးလေးကအချိန်မီရောက်လာပြီးကာလူးစီကအိတ်ကိုဆွဲယူလိုက်ပါတယ်။ကာလူးမင်းက3ဘိန်းမဲ့ဆက်မောင်းရမယ်။တရားရောက်ကမိခဲ့တဲ့ပစ္စည်းကိုမင်းယူပိုင်ခွင့်မရှိဘူး။ခုံလေးကအိတ်ကိုယူပြီးထွက်သွားခဲ့ပါတယ်။ကာလူးရှင်ကလောဘနဲ့မယိုးသားလောက်တာတွေမရက်ရင်ငါတို့ငတ်ပြီးတင်ကြရလိမ့်မယ်။ခုံလေးသူ့ရတနာအိတ်ကိုပြန်ယူသွားပြီးရှင်ကအလုတ်ထွက်ထားတယ်။ရာနူးငတ်ရှိဟာအလုတ်ကောင်းတစ်ခုရခဲ့တာကိုအိမ်အစဉ်ပြေလာတော့မှရှင်ကလောဘနွန်နဲ့ပြန်ကျသွားပြန်တယ်။ဟုတ်တယ်အခုရာနူးငါကငါ့ကိုအလုပ်ပြန်မပေးတော့ဘူး။ဘာလို့လဲဆိုငါက3ဘိန်းတော့ကိုသူ့ရှင်မှာပြစ်ပေးခဲ့မိလို့ပဲ။ကာလူးကသူ့လုပ်ခဲ့တာတွေအတွက်အရန်ကိုနှောင့်တရနေပါတော့တယ်။